Don't let me die in vain. Thaddeus Marcus Bradley. In case you're interested in the name of the man you just murdered. Yes. That was unfortunate. You know, when this whole thing started, I didn't give a shit about you or your diamond, but you just went and made it deeply personal. And now, I am really looking forward to taking you down. Hello အားလုံးပဲမင်္ဂလာပါဒီနေ့ရှင်းပြပေးမယ့်အသုံးလေးကတော့ look forward ပဲဖြစ်ပါတယ်ပြည့်စုံပြောရမယ်ဆိုရင်တော့ look forward to something ဆိုပြီးတော့ပြောရမှာပါအဲ့ဒီမှာသတိထားမှာကတော့အနောက်က to something ပဲဖြစ်ပါတယ် to ဆိုတော့အနောက်က verb 1လိုက်မယ်ထင်ပြီးတော့မှားပြီးရေးတတ်တာမျိုးပါတကယ်ကနောက်မှာ noun တစ်လုံးလိုက်ရမယ်ဒါမှမဟုတ်လဲ verb ကို noun အနေနဲ့သုံးတဲ့ gerund လိုက်ရမှာပါသူ့ရဲ့အဓိပ္ပာယ်လေးကတော့ကိုကြိုက်တဲ့အရာတစ်ခုခုကိုရမှာမဟုတ်လို့တွေးပြီးတော့ပြောနေတာဒါမှမဟုတ်ကိုဖြစ်ချင်တဲ့အရာတစ်ခုခုကိုဖြစ်လာတော့မှာမဟုတ်လို့မျှော်လင့်ဆောင်စားနေတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပါဥပမာခုတလောအလုပ်တွေရမ်းများတယ်ဒီတစ်ပတ်စနေကလေးပြည့်ရတော့ဘယ်ကိုဖျားဖို့လေးသွားမယ်ဆိုပြီးတော့စီစဉ်ထားရဲဆိုပါတော့ဒီလိုချိန်မျိုးမှာ I'm looking forward to the weekend ငါတော့ဒီစနေနေ့ပြည့်ရကိုမျှော်လင့်ဆောင်စားနေပြီစိတ်ထဲမှာတွေးပြီးတော့မြန်ရောက်ချင်နေပြီဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်နောက်ထပ်ပုံစံတစ်မျိုးနဲ့သုံးမယ်ဆိုရင်တော့ look forward to doing something ဆိုပြီးတော့ဖြစ်သွားပါမယ်I am looking forward to visiting Bago this weekend ငါတော့ဒီတစ်ပတ်ဘကိုးသွားလဲရမှာကိုမျှော်လင့်ဆောင်စားနေပြီဟဲ့ဆိုတဲ့ပုံစံမျိုးဖြစ်သွားပါတယ်စိတ်ထဲမှာသွားရမယ်ဆိုပြီးတော့ပျော်ပြီးတော့မြန်ရောက်ချင်နေပြီဆိုတဲ့သဘောမျိုးပြောတာပါရုပ်ရှင်ထဲမှာလည်းဒီလိုပုံစံမျိုးကိုသုံးသွားတာပါရုပ်ရှင်ထဲမှာဆိုရင်တော့ Merrick ကငါအစတော့ကတော့နင်ရောနင်းစိန်တွေရောစိတ်ဝင်စားဘူးတဲ့ဒါပေမဲ့တဲ့နင်ကငါ့ကိုကိုယ်တိုင်ပါဝင်အောင်လုပ်လိုက်ပြီတဲ့ I am looking forward to taking you down ငါနဲ့ရဲ့နောက်ွယ်ကအရာတွေအကုန်ဖော်ထုတ်ပြီးတော့နင့်ကိုဖြုတ်ချဖို့မျှော်လင့်ဆောင်စားနေပြီဆိုပြီးတော့ဖြစ်သွားပါတယ် Veronica တို့ကနောက်ွယ်မှာငွေကြေးခဝါချတာတို့တရားမဝင်ကိစ္စတွေလုပ်နေတယ်ဆိုတော့အဲ့ဒါတွေကိုဖော်ထုတ်ဖို့မျှော်လင့်ဆောင်စားနေပြီဆိုပြီးတော့ဖြစ်သွားပါတယ်ရုပ်ရှင်လေးကိုတစ်ခေါက်လောက်ပြန်ကြည့်လိုက်ပါဦး Don't let me die in vain. Thaddeus Marcus Bradley. In case you're interested in the name of the man you just murdered. Yes. That was unfortunate. You know, when this whole thing started, I didn't give a shit about you or your diamond, but you just went and made it deeply personal. And now, I am really looking forward to taking you down. My father ညမှာ take down ရဲ့အသုံးလေးကိုလည်းနည်းနည်းရှင်းပြချင်ပါတယ်။သူကအသုံးဝင်ပြီးတော့သုံးတဲ့နေရာပေါ်မူတည်ပြီးအဓိပ္ပာယ်တွေကလည်းပြောင်းလဲသွားနိုင်ပါတယ်။ခြုံငုံမိအောင်ပြောရမယ်ဆိုရင်တော့ပြိုင်ဘက်ကိုနိုင်ယူလိုက်တယ်ဖြုတ်ချလိုက်တယ်ဆိုတဲ့သဘောမျိုးပါ။ဒီဥပမာလေးကိုကြည့်လိုက်ရင်ငါတို့အသင်းချန်ပီယံတွေကိုနောက်ဆုံးမိနစ်မှာနိုင်ယူလိုက်တယ်ဆိုတဲ့ဖြစ်သွားပါတယ်။ရင်းနဲ့လူစိုးကြားအခြေအနေဆိုရင်တော့တစ်မျိုးဖြစ်သွားမှာပေါ့။ဒီဥပမာလေးမှာဆိုရင်တော့ရဲတွေကဓမြတွေကိုဖမ်းလိုက်တယ်ဆိုပြီးတော့ဖြစ်သွားပါတယ်။ရဲနဲ့လူစိုးကြားမှာဆိုတော့အနိုင်ယူတယ်ဆိုတဲ့သဘောမျိုးမဟုတ်တော့ဘဲနဲ့ဖမ်းတယ်ဆိုတဲ့သဘောမျိုးဖြစ်သွားတာပေါ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျေးဇူးတင်ပါတယ်